ဒါလေးကကျွန်တော်တို့ဒီမှာเนาะ900 watt ကျွန်တော်တို့ MPPT controller เนาะ MPPT controller 900 watt MPPT controller ကတ်လေးပေါ့ဗျာနောက်မှာကျွန်တော် heat sink အသေးနဲ့ဖန်ကအသေးလေးပါမယ်เนาะအဲ့တော့ဒီကောင်က900ရေးထားမယ်ကျွန်တော် watt 900လောက်ပဲတော့เนาะ900 watt လောက်ပဲတော့900 watt လောက်ပဲတုံးတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာအထွက်မှာကျွန်တော်30 ampere ကျွန်တော်ဖြည့်ဆွဲခံတာလို့เนาะအဲ့တော့နောက်ပြီးတော့ဒီဘောကောင်တွေကဘာလဲဆိုဒီကောင်ကကျွန်တော်တို့ display နဲ့ချိန်တယ်ဒါပေမဲ့ဒီကောင်တွေက display မပါဘူးနောက်ဒီကောင်ကဘာလဲဆို Wi-Fi module နောက် Bluetooth module ဒါမှမဟုတ်ကျွန်တော်တို့ computer နဲ့ချိန်တဲ့ကောင်ပေါ့เนาะချိန်တဲ့ switch တွေပေါ့เนาะဒီကောင်ကကျွန်တော်တို့ display နဲ့ချိန်ကျွန်တော်တို့ampere ဘယ်လောက်နဲ့ဝင်တယ် watt ဘယ်လောက်နဲ့ဝင်တယ်ဘိုးဘယ်လောက်ရှိတယ်တော့ပြတာပေါ့เนาะဒါပေမဲ့ဒါတွေကဒီကောင်တွေကမလို့ဆိုတာကဒီကောင်တွေကဈေးသက်တာကိုဆိုတာတဲ့အတွက်ကျွန်တော်နောက်ကအမှန်တကယ်ဆို heat sink ကလည်းနည်းနည်းပိုကြီးတယ်နဲ့ပန်ကလည်းပိုကြီးတယ်နဲ့နောက်ပြီးတော့ဒီ display တွေမပါတဲ့ဈေးသက်တာသွားတာဗျာအိမ်ကုန်မပါတဲ့အတွက်ဈေးသက်တာသွားတာပေါ့နော်ဘောက်ခွန်တွေပါရင်ဝင်ပိုများသွားမယ်ဈေးကြီးသွားမယ်နော်အခုဒီကောင်လေးကရောင်းမှာ3,300နဲ့ရောင်းမှာနောက်တစ်ခုကဒီမှာကျွန်တော်တို့ဒါဂျမ်ပါချိုးတဲ့ဟာလေးပေါ့နော်ဟောဂျမ်ပါချိုးတာကျွန်တော်တို့ခလုံးနှစ်ခုလုံးကိုကျွန်တော်တို့အပေါ်တင်ထားရင်ဘာဖြစ်လဲဆိုတော့12.6အတွက်နော်12.6အတွက်နောက်ပထမနံပါတ်1ကိုအပေါ်မှာတင်ထားပြီးတော့နံပါတ်1ကိုအပေါ်မှာခင်ထားပြီးတော့နံပါတ်2ကိုအောက်ချလိုက်ရင် 14.6 ကျွန်တော်လိုက်ဖို့ဖို့အတွက်နော်အဲ့တော့နံပါတ်1ကိုအောက်ချပြီးတော့နံပါတ်2ကိုအပေါ်တင်ပါလဲဆိုတော့24 voltလီသီယမ်အတွက်နောက်ခလုံးနှစ်ခုလုံး1 2ကိုအောက်ချထားရင်ကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့လိုက်ဖို့ဖို့ပေါ့နော်လိုက်ဖို့ဖို့မဟုတ်1ကိုအောက်ချပြီး2ကိုအပေါ်တင်ထားရင်ဒါကကျွန်တော်တို့လိုက်ဖို့ဖို့ကျွန်တော်တို့ဟိုပါပေါ့24 volt အတွက်เนาะနောက်ပြီးတော့ lithium 24 volt အတွက်ကြတော့ဟုတ်တယ်ခုနကကျွန်တော်ပြောတာဟုတ်တယ် 25/2 volt ဆိုရင်1ကိုအောက်ချ2ကိုအပေါ်တင်ကျွန်တော်ပြီးရင်တော့ဟိုဇရာလေးပါထပ်တင်ပေးမယ်လေဇရာလေးပါเนาะရှုပ်သွားမှာဆိုလို့ကျွန်တော်အခုပြောလဲကိုတို့မှတ်မိချင်မှာမှတ်မိမယ်ဒါပေမဲ့အများဆုံးအမြဲ12.6နဲ့ 4.6 ပဲသုံး14.6နဲ့ပဲသုံးတာပေါ့နော်ဒါလေးကကျွန်တော်တို့ဈေးနှုန်း3,300မှာကျွန်တော်တို့ controller အပြင်က controller နဲ့စရင်တော့အများကြီးဈေးသက်တာပါเนาะထောက်ဝက်မကောက်ဘူးပေါ့တက်တာသွားတာပေါ့เนาะဒီအပြင်ကအခွန်တွေပါသွားတယ်ဒါတွေကကျွန်တော်တို့ power station ထဲမှာထည့်ဆင်လို့ရတာပေါ့เนาะဟုတ်အားလုံးကျေးဇူးပါ